ကိုတိုင်းပြည်သူသားအချင်းချင်းအပေါ်မှာမကောင်းလို့ရှိလို့ရှိရင်ကဘာဘာဖြစ်လို့ကျမတို့ပေါ်မှာကောင်းရမှာလဲကျမတို့ဒီလိုမမျှော်လင့်သင့်ဘူးကိုအချင်းချင်းပေါ်မှာမကောင်းမဲ့နဲ့အများတခြားလူတွေကကိုပေါ်မှာကောင်းပါစေဆိုတဲ့မျှော်လင့်ချက်ကျမတို့ထားလို့မရဘူးအဲ့တော့ကျမတို့အချင်းချင်းညှာကြပါကျမတို့ရဲ့လူအတိုင်းဝိုင်းဆိုတာဟာအင်မတန်မှတူပေါ်တူကျင်နာတတ်တဲ့လူတိုင်းဝိုင်းတစ်ခုဖြစ်အောင်လို့လုပ်စေချင်တယ်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကို2025ခုနှစ်ရဲ့ပြည်သူ့ကွန်ရက်စုပေးအပ်လိုက်တယ်လို့ချင်းမြင့်ရေးအဖွဲ့ကဧပြီလ22ရက်နေ့မှာကြေညာခဲ့ပါတယ်။ပြည်သူ့ကွန်ရက်စုကို2010ခုနှစ်ကတည်းကစတင်ကမြန်မာလူမှုအတိုင်းအဝန်အတွက်အကျိုးပြုဆောင်ရွက်နိုင်တဲ့သူတွေကိုချင်းမြင့်ခဲ့တာဖြစ်ပြီး2025ခုနှစ်က16